ဒီဘက်နှစ်ပိုင်းတွေအတွင်းမှာအစ္စရေးနဲ့အီရန်ကြားသဘောထားတွေကတင်းမာလာခဲ့ပါတယ်။မနှစ်က2024ခုနှစ်ကိုပြန်ကြည့်လိုက်မယ်ဆိုရင်ပဲအီရန်ကအစ္စရေးကိုဒုံးကျည်တွေဒရုန်းတွေရာပေါင်းများစွာအသုံးပြုပြီးတိုက်ခိုက်ခဲ့တယ်လို့အစ္စရေးကလည်းအီရန်ရဲ့လေပိုင်နက်အထက်အထိဝင်ရောက်ပြီးအီရန်ရဲ့အရေးပါတဲ့စစ်ရေးပစ်မှတ်တွေကိုဂျက်ဖိုက်တာတွေနဲ့တိုက်ခိုက်ချေမှုန်းပစ်ခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာဆိုရင်လည်းအီရန်ရဲ့လက်အောက်ခံစစ်သွေးကြွအကြမ်းဖက်အဖွဲ့တွေဖြစ်ကြတဲ့ Hamas, Hezbollah နဲ့ Houthi တို့ကိုအရင်ကနဲ့မတူပဲလုံးဝကိုပဲအမြင့်ဖြတ်တုတ်တင်ပစ်နေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ခုချိန်မှာဆိုရင်တော့အစ္စရေးနဲ့အီရန်ကြားတင်းမာမှုတွေဟာလုံးဝကိုပဲအေယာမပူပေါင်းကြီးတစ်လုံးလိုမျိုးပေါက်ကွဲထွက်သွားခဲ့ပြီးဖြစ်ပါတယ်။ဟုတ်ပါတယ်ဒီတစ်ချိန်မှာတော့နိုင်ငံအပြည့်အဝစစ်ဖြစ်ကြမဲ့အဆင့်မျိုးကိုရောက်လာခဲ့တာပါဇွန်လ23ရက်နေ့တောက်ကြနေ့မနက်ပိုင်းမှာပဲအစ္စရေးဟာအီရန်ရဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်ရေးတည်နေရာတွေအပါအဝင်အဓိကအချက်ချကြတဲ့နေရာအားလုံးကိုလေကြောင်းကနေတဆင့်ပြင်းပြင်းထန်ထန်တိုက်ခိုက်ချေမှုန်းပစ်ခဲ့တာဖြစ်ပါတယ်အစ္စရေးကတိုက်ခိုက်ခဲ့ပြီးချင်းမှာပဲအီရန်ရဲ့အနိုင်မဲ့ခေါင်းဆောင်အယာတိုလာအလီခါမီနီကအစ္စရေးအနေနဲ့ဒီတိုက်ခိုက်မှုကြောင့်ဆိုးရွားလာတဲ့အကျိုးဆက်တွေကိုခန်းစားရလိမ့်မယ်ဆိုပြီးတတိပေးလိုက်ပါတယ်တနည်းအားဖြင့်ဒါဟာတိုက်ပွဲခေါ်တယ်မှာပဲဒါ့အပြင်အီရန်ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကလည်းအစ္စရေးဟာတိုက်ခိုက်မှုတွေကိုအရင်ဆုံးစတင်ခဲ့တဲ့နိုင်ငံဖြစ်တဲ့အတွက်သူတို့အနေနဲ့ကမ္ဘာ့ကုလသမဂ္ဂဗြိဉ္ဉ်စာတမ်းအပိုက်51မှာဖော်ပြထားတဲ့အချက်တွေနဲ့ညီတရားဝင်တုံ့ပြန်တိုက်ပိုက်ခွင့်ရှိတယ်ဆိုပြီးထုတ်ပြန်ကြေညာလာခဲ့ပါတယ်။ခါမင်းနီကလည်းရာဇဝတ်မှုကိုကျူးလွန်ခဲ့တဲ့ဂျူးတွေလို့ရင်းရစ်တီးတီးပဲဆွဆွဲပြောဆိုခဲ့ပြီးရာဇဝတ်မှုကိုကျူးလွန်ခဲ့တဲ့ဂျူးအစိုးရဟာသူတို့အတွက်ခါတီးပြီးနာကျင်စရာကောင်းတဲ့ကံကြမ္မာဆိုးကိုတတ်မှတ်လိုက်ပြီးဖြစ်တဲ့အစ္စရေးဟာဒီကံကြမ္မာကိုတေချာပေါက်ခန်းစားရလိမ့်မယ်လို့ချင်းချောက်လိုက်ပါတယ်။အီရန်တက်ခွန်ပြင်းစရာကောင်းလောက်အောင်ပဲအစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့်မြို့တော်တယ်ရန်မှာပောက်ကွဲတံတွေနဲ့မီးဟုံဟုံတောက်ခဲ့တဲ့အပြင်နျူကလ িয়ার တန့်စင်ရေးအစီအစဉ်တွေရဲ့အဓိကနေရာတွေဖြစ်တဲ့နာတန်အနုမြူစက်ရုံနဲ့နျူကလ িয়ার သိပ္ပံပညာရှင်တွေကိုအဓိကပြတ်မှတ်ထားတိုက်ခိုက်ချင်းမုန်းခံလိုက်ရတာဖြစ်ပါတယ်။အရှေ့အဇာဘိုင်ဂျန်ပြည်နယ်မှာရှိတဲ့စစ်ဘက်ဆိုင်ရာနေရာ၃ခုကိုအစ္စရေးကတိုက်ခိုက်သွားတာဖြစ်ကြောင်းလည်းအီရန်အစိုးရကမရှေ့မနှောင်းပါပဲအတည်ပြုသွားခဲ့ပါတယ်။အစ္စရေးကာကွယ်ရေးဝန်ကြီးဖြစ်သူအစ္စရေးကတ်ကတော့အီရန်ဟာအစ္စရေးကိုတိုက်ခိုက်ဖို့အတွက်ကြိုတင်ပြင်ဆင်နေတာဖြစ်တဲ့အတွက်ရန်သူဘက်ကမတိုက်ခိုက်မီမှာအစ္စရေးကအရင်ဆုံးလက်ဦးမှုရယူကတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ပြောသွားခဲ့ပါတယ်။အမေရိကန်ကတော့ဒီတိုက်ခိုက်မှုမှာသူတို့ပါဝင်ပတ်သက်ခဲ့တာမျိုးမရှိပဲအစ္စရေးဘက်ကကိုယ်တိုင်ကိုကြမဟာဗျူဟာမြောက်အကောင့်ထဲပေါ်ခဲ့တဲ့စစ်စင်ရေးတစ်ခုသာဖြစ်တယ်လို့ညင်းဆိုသွားခဲ့ပါတယ်။ဒါပေမဲ့လည်းအမေရိကန်ဟာဒီစစ်စင်ရေးမတိုင်မီကလည်းအီရန်ကိုအစ္စရေးကပြင်းပြင်းထန်ထန်တိုက်ခိုက်တော့မယ့်အကြောင်းကိုအပြည့်အဝနားလည်ထားတယ်လို့တော့ကျွန်တော်ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့အမေရိကန်ဟာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာနေမဲ့သူတို့ရဲ့နိုင်ငံသားတွေနဲ့စစ်တပ်မိသားစုဝင်တွေကိုအရှေ့လက်ပိုင်းဒေသကနေအမြန်ဆုံးထွက်ခွာဖို့ထုတ်ပြန်ကြေညာထားတာကြောင့်ပါအစ္စရေးကသာဒီလိုတိုက်ခိုက်မှုမျိုးကိုအကောင့်ထဲပေါ်ခဲ့မယ်ဆိုရင်အရှေ့လက်ပိုင်းဒေသတစ်ခုလုံးမှာစစ်မီးစစ်ရှံတွေဟုံဟုံတောက်လာတော့မှာကိုအမေရိကန်လိုနိုင်ငံမျိုးကအကျိုးမသိနိုင်စရာအကြောင်းမျိုးတော့မရှိပါဘူး။ဒါကြောင့်လဲ CBS, NBC နဲ့ Washington Post လိုသတင်းဌာနကြီးတွေကိုအစ္စရေးဟာအီရန်ကိုကြီးမားတဲ့စစ်ရေးကြီးတစ်ခုနဲ့တိုက်ခိုက်လာတော့မယ်လို့အမေရိကန်ပြည်ထရေးဌာနကကြိုတင်အသိပေးထားခဲ့တာပါ။အဲဒီနောက်မှာတော့အရှေ့လက်ပိုင်းဒေသတွေကအမေရိကန်နိုင်ငံသားတွေကိုပြန်ခေါ်ဖို့ဆုံးဖြတ်ချက်ချမှတ်ခဲ့တာဖြစ်ပါတယ်။တိတိကျကျပြောရမယ်ဆိုရင်ဇွန်လ17ရက်နေ့ကလေးကအမေရိကန်ဘက်ကကြိုတင်ပြင်ဆင်မှုတွေလုပ်ခဲ့တာဖြစ်ပါတယ်။အဲဒီနေ့မှာရေးပေါ်ကိစ္စရက်တွေအတွက်တာဝန်ထမ်းဆောင်နေတာမျိုးမဟုတ်တဲ့ဝန်ထမ်းတွေအနေနဲ့အရှေ့လက်ပိုင်းဒေသတွေကနေအမြန်ဆုံးထွက်ခွာရမယ်။အရှေ့လက်ပိုင်းဒေသဟာပြည်ပခတွေအမြင့်မားဆုံးဖြစ်လာတော့မယ်ဆိုပြီးအမေရိကန်ကထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။အထူးသဖြင့်အီရန်လိုနိုင်ငံမျိုးကိုအကြမ်းဖက်မှုတွေပြန်ပေးဆွဲမှုတွေလက်နက်ကင်ပြည်ပခတွေနဲ့လူထုအုံကြွမှုတွေကြောင့်ခီးမတွားလာရအဆင့်လေးအထိသတ်မှတ်ခဲ့ပြီးအဆိုပါဒေသအတွင်းမှာအမေရိကန်အစိုးရရဲ့လုံနိုင်စွမ်းတွေကနေအကန့်အသတ်တွေရှိနေတာကြောင့်ရောက်နေတဲ့နိုင်ငံသားတွေအနေနဲ့အများဆုံးထွက်ခွာကြဖို့တိုက်တွန်းခဲ့တာပါ။ခီးမတွားလာရအဆင့်လေးဆိုတာဟာလုံခြုံရေးစိတ်မချရတဲ့နိုင်ငံတွေတင်းမာမှုတွေနဲ့စစ်ပွဲတွေဖြစ်နေတဲ့နိုင်ငံတွေကိုသာသတ်မှတ်တဲ့အဆင့်မျိုးဖြစ်တာကြောင့်အရှေ့လက်ပိုင်းရေးကိစ္စနဲ့ပတ်သက်လို့အမေရိကန်ဘက်ကစိုးရိမ်နေတယ်ဆိုတာတော့ထင်ရှားပါတယ်။အမေရိကန်ဟာအရင်ကတည်းကအီရတ်ကိုခီးမတွားလာရအဆင့်လေးသတ်မှတ်ထားတာဖြစ်ပေမဲ့လည်းအခုရက်ပိုင်းအတွင်းမှာ update ပြန်လုပ်ပြီးသူ့နိုင်ငံသားတွေကိုပြန်ခေါ်ခဲ့တာဖြစ်ပါတယ်။တန်တမန်ဆက်ဆံရေးအစီအမံတွေနဲ့အခြားသောအရေးကြီးတဲ့လုပ်ငန်းတာဝန်တွေထမ်းဆောင်နေရတဲ့ဝန်ထမ်းအချို့နဲ့အရာရှိအချို့ကလွဲလို့အကုန်ပြန်ခေါ်ခဲ့တာလည်းဖြစ်ပါတယ်။ဒါ့အပြင်အီရန်ရဲ့တိုက်ခိုက်လာနိုင်တဲ့နယ်မြေဒေသအတွင်းမှာရှိတဲ့အမေရိကန်တန်ယုံတွေအနေနဲ့အရေးပေါ်ကော်မတီတွေဖွဲ့စည်းကြဖို့နဲ့ဖြစ်လာနိုင်တဲ့အနေအရတွေနဲ့ကြုံတွေ့ရနိုင်တဲ့အခြေအနေတွေအတွက်ကြိုတင်ဆွေးနွေးပြင်ဆင်ထားကြရမယ်ဆိုပြီးအမေရိကန်ပြည်ထရေးဝန်ကြီးဌာနကအမိန့်ထုတ်ပြန်ထားတာကိုလည်းတွေ့ရပါတယ်။အထူးသဖြင့်အရှေ့လယ်ပိုင်းမြောက်အာဖရိကနဲ့အရှေ့ဥရောပဒေသတွေကအမေရိကန်တန်ယုံတွေကိုတတိပေးခဲ့တာဖြစ်ပါတယ်။အမေရိကန်ကာကွယ်ရေးဝန်ကြီး PD Hegseth ကလည်းအရှေ့လယ်ပိုင်းဒေသအတွင်းကအမေရိကန်ဗဟိုကွယ်ကွယ်ရေးဌာနမှာတာဝန်ထမ်းဆောင်နေကြတဲ့စစ်မှုထမ်းအချို့ကိုပြန်လည်ခွင့်ယူသွားတော့မယ်လို့အတည်ပြုထားပါသေးတယ်။အမေရိကန်ရဲ့ဒီလိုထုတ်ပြန်ကြေညာချက်တွေကိုကြည့်လိုက်မယ်ဆိုရင်အစ္စရေးနဲ့အီရန်တို့ဟာလုံးဝစစ်ဖြစ်တော့မဲ့အခြေအနေကိုရှောင်လွှဲလို့မရနိုင်တော့ဘူးဆိုတာမြင်သာစေပါတယ်။အမေရိကန်သမ္မတထရန့်ကိုယ်တိုင်ကလည်းအမေရိကန်နိုင်ငံသားတွေကိုဘာကြောင့်အရှေ့လယ်ပိုင်းကနေပြန်ခေါ်တယ်လဲဆိုတဲ့မေးခွန်းတွေကိုသူတို့ကိုရွှေ့ပြောင်းစေရတာက
အရှိလေပိုင်းဟာလုံးဝအနေနဲ့ကြီးမားတော့မဲ့နေရာတစ်ခုဖြစ်လာတော့မှာမဟုတ်ပါဘာတွေဖြစ်လာမလဲဆိုတာကိုတော့ကျွန်တော်တို့တွေကြည့်ရမယ်အခုတော့ငါတို့နိုင်ငံသားတွေဘေးကင်းဖို့အတွက်ကြိုတင်ဆောင်ရွက်နေပါလေဆိုပြီးဇွန်လ17ရက်ဗုဒ္ဓဟူးနေ့ကပြန်လည်ဖြေကြားသွားခဲ့ပါတယ်ဆိုတော့ဒီရက်ပိုင်းတွေမှာအရှိလေပိုင်းဒေသကတည်ငြိမ်မှုနဲ့ပတ်သက်လို့အမေရိကန်ဘက်ကစိုးရိမ်မှုကြီးမားနေတယ်လို့အခြားဥရောပနိုင်ငံတွေကလည်းရင်တထိတ်ထိတ်နဲ့စောင့်ကြည့်နေကြရတာဖြစ်ပါတယ်အဲ့ဒီလိုအခြေအနေမှာနေမဲ့အစ္စရေးကအီရန်ကိုပြင်းပြင်းထန်ထန်တိုက်ခိုက်လာခဲ့ပြီးအီရန်ရဲ့နျူကလ িয়ার စီမံကိန်းတွေနျူကလ িয়ার ပညာရှင်တွေနဲ့တာဝေးပစ်ဒုံးကျည်စီမံကိန်းတွေကိုတိုက်ခိုက်ခြင်းပုံဖြစ်ခဲ့တာဖြစ်ပါတယ်။အီရန်အတွက်ကတော့အစ္စရေးရဲ့ကနဦးတိုက်ခိုက်မှုမှာတင်ပဲဆုံးရှုံးမှုကြီးမားသွားခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့အီရန်တော်လှန်ရေးအစောင့်တပ်မှုဟူဆန်ဆာလာမီနဲ့အီရန်စစ်တပ်ရဲ့စစ်ဦးစီးချုပ်ဖြစ်တဲ့ဗိုလ်ချုပ်မိုဟာမက်ဘဟရီတို့လိုထိပ်တန်းခေါင်းဆောင်တွေပါဝင်နျူကလ িয়ার ပညာရှင်တွေပါအစ္စရေးရဲ့တိုက်ခိုက်မှုအောက်မှာတည်ဆုံသွားခဲ့ကြလို့ပါပဲ။အသက်65နှစ်အရွယ်ရှိပြီဖြစ်တဲ့ဆာလာမီဟာအီရန်ရဲ့ရန်သူတွေနဲ့ပတ်သက်ရင်ကြမ်းကြမ်းတမ်းတမ်းကင်တွယ်တတ်သူဖြစ်လူသိထင်ရှားပြီးအထူးသဖြင့်အစ္စရေးနဲ့အမေရိကန်တို့နဲ့ပတ်သက်ရင်ဆာလာမီရဲ့သဘောထားကအရန်တင်းမာပါတယ်။လွန်ခဲ့တဲ့လပိုင်းကတင်မဲ့ဆာလာမီကအီရန်ကိုတိုက်ခိုက်လာတဲ့ဘယ်နိုင်ငံအတွက်မဆိုမြို့တော်တီဟီရန်ကငရဲပြည်ဂိတ်တကားဝဖြစ်စေရမယ်လို့ကြေညာထားသူဖြစ်ပါတယ်။အခုတော့နျူကလ িয়ার အဆောက်အဦတွေတာဝေးပစ်ပဲထိန်ဒုံးကြီးစက်ရုံတွေနဲ့အခြားသောစစ်ရေးပြစ်မှတ်တွေကိုအစ္စရေးကအဓိကထားတိုက်ခိုက်ခြင်းပုံခဲ့တဲ့စစ်စင်ရေးအောင်မှာဆာလာမီရဲ့အသက်လည်းပါသွားခဲ့ပါတယ်။အစ္စရေးရဲ့တိုက်ခိုက်မှုမတိုင်မီဇွန်လ12ရက်နေ့မှာတင်ဆာလာမီကအီရန်ဟာဘယ်လိုအခြေအနေမျိုးအတွက်မဆိုတိုက်ပွဲဝင်ဖို့အသင့်ဖြစ်နေပြီးရန်သူတွေဟာအီရန်ကိုခုခံနိုင်စွမ်းမရှိတဲ့ပါလက်စတိုင်းအဖြစ်ထင်နေရင်အမှားကြီးမှားလိုက်မယ်။ငါတို့ကစစ်ပွဲမှာအစမ်းသက်ခံထားပြီးသားအတွေ့အကြုံရှိပြီးသားဖြစ်တယ်လို့ကြုံဝန်းထားခဲ့သေးတာပါ။ဒါပေမဲ့လည်းအဲ့ဒီလိုပြောပြီး24နိုင်မပြည့်မီမှာပဲအစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်ဘဝတစ်ပါးကိုကူးပြောင်းသွားခဲ့ရပြီဖြစ်ပါတယ်။အီရန်ကတော့သူတို့ဆုံးရှုံးခဲ့သမျှတွေအတွက်အစ္စရေးကပြန်လည်ပစ်ဆက်ရမယ်လို့ပြောလာတော့ဒီနိုင်ငံကစင်ပြီးတောက်ဖို့ကတော့တေချာနေပါပြီ။ဆိုတော့အီရန်အနေနဲ့အစ္စရေးကိုဘယ်လောက်အထိတုံ့ပြန်နိုင်မှာလဲ။ဒီနိုင်ငံကျစစ်တပ်အင်အားချင်းနှိုင်းယှဉ်ကြည့်မယ်ဆိုရင်ဘယ်သူကပုံမအင်အားတောင်းတင်းနေလဲ။ဘယ်သူကအင်အားကြီးနိုင်ငံဖြစ်နေလဲ။အီရန်အနေနဲ့ပြောထားသလိုပဲအစ္စရေးကိုထိထိရောက်ရောက်ပြန်လည်တိုက်ခိုက်နိုင်မှာလား။ဒါမှမဟုတ်အစ္စရေးကပဲအီရန်ကိုဘယ်လိုမှလှန်မရအောင်တိုက်ခိုက်သွားနိုင်မှာလားဆိုတာကျွန်တော်တို့တွေတစ်ချက်ကြည့်ကြည့်အောင်ပါ။ဒီနိုင်ငံအရွယ်စားချင်းရှင်ကြည့်မယ်ဆိုရင်အစ္စရေးဟာအီရန်ထက်ပုံမတင်းငယ်တဲ့နိုင်ငံဖြစ်ပေမဲ့လို့အမေရိကန်နဲ့နောက်မှမိတ်နိုင်ငံတွေကအင်းနဲ့အားနဲ့ကြောထောက်နောက်ခံပေးထားမှုကြောင့်စစ်အင်အားမှာအစ္စရေးကပဲအပြတ်သက်တားလွန်နေတယ်ဆိုတာကိုတော့ဘယ်သူမှညှိနိုင်မှာမထင်ပါဘူး။ဒါပေမဲ့လည်းစစ်တပ်အင်အားကြီးပဲရှင်ကြည့်မယ်ဆိုရင်တော့အီရန်ကတားလွန်နေတဲ့အချက်လေးတွေလည်းရှိနေပါတယ်။ဒီနေရာမှာထုံးစံတိုင်းပဲ Global Fire Power ကဖော်ပြထားတဲ့နောက်ဆုံးရအချက်တွေကိုပဲကိုးကားသွားခြင်းပါတယ်။ Global Fire Power ဆိုတာကကမ္ဘာနိုင်ငံအားလုံးရဲ့စစ်တပ်အင်အားတွေနဲ့ပတ်သက်လို့တိကျတဲ့အချက်လက်တွေသတင်းအရင်းမြစ်တွေကိုပဲဖော်ပြလေ့ရှိတာကြောင့်သူ့ကိုကိုးကားတာကပဲလက်တွေ့အကြဆုံးဖြစ်လိမ့်မယ်လို့ယူဆပါတယ်။အဲ့ဒီ Global Fire Power ရဲ့အဆင့်သတ်မှတ်ချက်မှာတော့ Israel စစ်တပ်ကကမ္ဘာအဆင့်15မှာရပ်တည်နေပြီးအီရန်ကတော့ Israel ရဲ့နောက်ကလစ်ရဲ့အဆင့်16မှာရှိနေပါတယ်။ဆိုတော့နှစ်နိုင်ငံစစ်တပ်အင်အားအဆင့်တန်းကတော့တိတ်မကွာလှပါဘူး။ဒီနေရာမှာလူဦးရေ88တန်းအထိရှိတဲ့အီရန်ဟာ Israel ထက်တာလွန်တဲ့စစ်သားအင်အားကိုပိုင်ဆိုင်ထားတယ်လို့ Global Fire Power ကဆိုပါတယ်။ Israel ရဲ့လူဦးရေက9.4 တန်းလောက်ပဲရှိတာမို့လို့ဒီနေရာမှာအီရန်ကအသာစီးရတာတိတ်တော့အဆန်းကြီးမဟုတ်ပါဘူး။တကယ်စစ်ဖြစ်မယ်ဆိုရင်အီရန်ဟာပြည်သူတန်း90နီးပါးလောက်ကိုစစ်မှုထမ်းခေါ်နိုင်တဲ့အခြေအနေမျိုးကိုပိုင်ဆိုင်ထားတာဖြစ်ပြီးလက်ရှိချိန်မှာဆိုရင်တော့တာဝန်ထမ်းဆောင်နေတဲ့စစ်သားအင်အားက6သိန်း1000ရှိပြီးအရန်အင်အားကတော့3သိန်းခွဲဖြစ်ပါတယ်။ Israel ရဲ့တာဝန်ထမ်းဆောင်နေတဲ့စစ်သားအင်အားကတော့1သိန်း9000ဖြစ်ပြီးအရန်အင်အားက4သိန်း6000ခွဲရှိပါတယ်။ဆိုတော့အီရန်ဟာစစ်သားအင်အားမှာ Israel ထက်အပြတ်သက်တာလွန်နေတယ်လို့ပဲပြောရပါမယ်။ကြီးတက်မှာဆိုရင်လည်းအီရန်ကတင်ကားပေါင်းအဆင့်1900ပိုင်ဆိုင်ထားပြီးအစ္စရေးကတော့တင်ကားအဆင့်ရေ1300လောက်ပဲရှိပါတယ်။တန်ချက်ကချင်းအင်အားမှာဆိုရင်တော့အီရန်ကအဆင့်ရေ6000ခွဲဖြစ်ပြီးအစ္စရေးကတော့3600လောက်ပဲရှိပါတယ်။အီရန်ဟာအလိုလျောက်ပစ်စနစ်နဲ့ပစ်ခတ်နိုင်တဲ့အမြောက်အင်အားမှာလည်းအစ္စရေးထက်တာလွန်နေတယ်လို့ရွေလျားပစ်ခတ်နိုင်တဲ့ rocket launcher အင်အားလည်းပုံမများပြားပါတယ်။ရစ်တပ်အင်အားမှာဆိုရင်တော့အီရန်ဟာစစ်သင်္ဘောအဆင့်ရေ109ဆင့်စင်းရှိထားပြီးအဲ့ဒီထဲမှာရင်ငုတ်သင်္ဘောက25ဆင်းနဲ့Frigate စစ်သင်္ဘောက9စင်းပါဝင်ပါတယ်။ Israel ကတော့စစ်သင်္ဘောအဆင့်ရေ62စင်းသာရှိပြီးရင်ငုတ်သင်္ဘောကတော့9စင်းလောက်နဲ့ Frigate သင်္ဘောက9စင်းလောက်ပဲရှိပါတယ်။ဒါကြောင့်ရစ်တပ်အင်အားမှာလည်းအရစ်တွက်အဖြစ်တော့အီရန်ကပဲတားနေတယ်လို့ပဲပြောရပါမယ်။ဒါပေမဲ့လည်းစစ်အင်အားမှာကအရစ်တွက်ကိန်းဂဏန်းတွေကကြည့်အခရာမကျပါဘူး။ Israel စစ်တပ်ဟာအီရန်နဲ့ရှင်လိုက်မယ်ဆိုရင်တင်ကားအရေအတွက်လည်းနည်းတယ်။စစ်သားအင်အားလည်းတိတ်မရှိဘူး။စစ်သင်္ဘောနဲ့အမြောက်တွေဆိုရင်လည်းအီရန်လောက်မရှိဘူးဆိုပေမဲ့လို့အခြားကဏ္ဍတိုင်းမှာအီရန်တပ်အစအရာတာလွန်နေတာဖြစ်တဲ့အတွက်အီရန်စစ်တပ်ထက်ပုံမအင်အားတောင်တင်းတဲ့စစ်တပ်အဖြစ်သတ်မှတ်လို့ရပါတယ်။စစ်ဘက်ဆိုင်ရာကျွမ်းကျင်သူတွေကတော့ Israel စစ်တပ်ဟာနောက်ဆုံးပေါ်ခင်မီခေလွန်ဤပညာတွေနဲ့တိစောက်ထားတာဖြစ်တဲ့အတွက်အင်အားချင်းနှိုင်းယှဉ်မယ်ဆိုရင်အီရန်ထက်တာလွန်နေတယ်လို့မှတ်ချက်ပြုထားကြပါတယ်။ဘာကြောင့်လဲဆိုတော့ Israel ရဲ့နောက်ဆုံးပေါ်လေယာဉ်တွေနောက်ဆုံးပေါ်ဒုံးကျည်တွေနဲ့ဘုံးတွေကိုအီရန်ဘယ်လိုမှမရှင်းနိုင်တာကြောင့်ဖြစ်ပါတယ်။ပြီးတော့ Israel ရဲ့နောက်ဆုံးပေါ်လေကြောင်းကာကွယ်စနစ်တွေကလည်းကမ္ဘာထိပ်တန်းအဆင့်ဖြစ်ပြီးတုံတန်လေကြောင်းတိုက်ခိုက်မှုတွေလောက်နေတော့ Israel ရဲ့ကာကွယ်ရေးကွန်ရက်ကြီးကိုထိုးဖောက်နိုင်မှာမဟုတ်ပါဘူး။ Israel ဘက်မှာကမ္ဘာအင်အားအကြီးမားဆုံးစူပါပါနိုင်ငံဖြစ်တဲ့အမေရိကန်ပြင်ဥရောပနဲ့အရှေ့လယ်ပိုင်းကထိပ်တန်းနိုင်ငံတွေပါရှိနေတာကြောင့်တုံတန်နိုင်ငံထိလို့မရပါဘူး။ဆိုတော့ Israel စစ်တပ်ကအီရန်စစ်တပ်တဲ့နည်းပညာပိုင်းမှာအများကြီးတာလွန်နေလို့အ
အင်အားပိုကောင်းတဲ့စစ်တပ်တပ်အဖြစ်သတ်မှတ်လို့ရတယ်ဆိုတဲ့အယူဆကမှန်လားမှားလားဆိုတာကျွန်တော်တို့စမ်းကြည့်ကြည့်အောင်ပါတလက်စတဲ့နဲ့စောစောကကျွန်တော်ပြောဖို့ကြံခဲ့တဲ့လေတပ်အင်အားကိုပါတပါးနဲ့ရှင်းကြည့်ကြတာပေါ့လေတပ်အင်အားမှာဆိုရင်အစ္စရေးစစ်တပ်ဟာကမ္ဘာပေါ်မှာနောက်ဆုံးပေါ်အဆင့်တန်းအမြင့်မားဆုံးလေတပ်တွေကတစ်တပ်အဖြစ်ရပ်တည်နေပါတယ်ကမ္ဘာပေါ်မှာရှာရှာပါပါအများဆုံးလေယာဉ်တွေကိုပြောင်းနိုင်ပြီးအကျဉ်းစားစွမ်းရည်လည်းရှိတဲ့ဂျက်ဖိုက်တာတွေဟာအစ္စရေးလေတပ်မှာရေတက်လို့မကုန်နိုင်အောင်ရှိနေတာဖြစ်ပါတယ်အထူးသဖြင့် American ထုတ် F-15, F-16 နဲ့ F-35 ဂျက်ဖိုက်တာအစင်းပေါင်းရာနဲ့ချီပြီးတော့ကိုအစ္စရေးလေတပ်ကပိုင်ဆိုင်ထားပါတယ်အီရန်လေတပ်ကိုကြည့်လိုက်မယ်ဆိုရင်လေတပ်အမှုထမ်းပေါင်း 39,000 လောက်ရှိတဲ့ဆိုတဲ့အင်အားဟာအထင်ကြီးကျင့်စရာပါဒါပေမဲ့အီရန်လေတပ်ရဲတွေရဲ့အသုံးပြုနိုင်တဲ့စစ်လေယာဉ်တွေကတော့10ကနန်းလောက်သာရှိနေတာဖြစ်ပါတယ်အဲ့ဒီ10ကနန်းနည်းနည်းကလည်းရုရှားထုတ်ခေဟောင်းဂျက်ဖိုက်တာတွေနဲ့1989ခုနှစ်လောက်တုန်းကအီရန်တော်လှန်ရေးကာလတုန်းကအမေရိကန်ကပေးထားတဲ့တပ်တန်းရင်ဂျက်ဖိုက်တာတွေသာဖြစ်ပါတယ်အဲ့ဒီလိုအင်အားနည်းလွန်းလို့လဲ1950လောက်တုန်းကထုတ်လုပ်ထားတဲ့ F4 နဲ့ F5 လိုမျိုးဂျက်ဖိုက်တာတွေကိုအခုတည်းအသုံးပြုနေရတာဖြစ်ပြီးအဆင့်မြင့်မားတဲ့ဂျက်ဖိုက်တာတွေဆိုရင် F7 နဲ့ F14S နည်းနည်းလောက်နဲ့ရုရှားရဲ့ Su-24 နဲ့ MiG-29 တို့လောက်သာရှိပါတယ်။ဒါကလည်းအီရန်ရဲ့လေတပ်အဆင့်တန်းအရအဆင့်မြင့်မားတယ်လို့သတ်မှတ်ရတာဖြစ်ပြီးအခုခေတ်မှာဆိုရင်တော့အဆိုပါဂျက်ဖိုက်တာတွေရဲ့အသုံးဝင်နိုင်စွမ်းကတိတ်မရှိတော့ပါဘူး။ဒါကြောင့်လေတပ်မှာတော့အစ္စရေးလေတပ်ဟာနောက်ဆုံးပေါ်အဆင့်တန်းအမြင့်မားဆုံးလေတပ်တွေကတတပ်ဖြစ်တာနဲ့ကြီးအီရန်ကိုအပြတ်သက်ဖြတ်ထားနိုင်ပါတယ်။ကျွမ်းကျင်သူတွေကတော့အစ္စရေးနဲ့အီရန်သာစစ်ဖြစ်ကြမယ်ဆိုရင်ခေယောင်ဂျက်ဖိုက်တာတွေလင်းတွေကိုသာပိုင်ဆိုင်ထားတဲ့အီရန်အနေနဲ့ထိုးနှက်ချက်ကြီးမားနိုင်တယ်လို့သုံးသပ်ထားပါတယ်။ဒီနေရာမှာပထဝီမြေပြင်အနေအထားကိုလည်းထည့်တွက်ရပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့အစ္စရေးနဲ့အီရန်တို့ဟာနယ်နိမိတ်ချင်းထိစပ်နေတဲ့အိန္ဒိယချင်းနိုင်ငံတွေမဟုတ်ပါဘူး။နိုင်ငံဟာမိုင်ပေါင်း1000ကျော်ကီလိုမီတာ1900ကျော်လောက်ဝေးကွာတဲ့နိုင်ငံတွေဖြစ်ကြပြီးကြားထဲမှာအီရန်နဲ့ဂျော်ဒန်တို့လိုနိုင်ငံတွေလည်းရှိနေပါသေးတယ်။စစ်ဖြစ်ကြမယ်ဆိုရင်လေကြောင်းကနေပုံကျဲတိုက်ခိုက်မှုတွေတစ်ဖက်နဲ့တစ်ဖက်ဒုံးကျည်တွေနဲ့တိုက်ခိုက်မှုတွေလည်းတေချာပေါက်လှုပ်လာမှာဖြစ်ပါတယ်။ဒီနေရာမှာအစ္စရေးကအီရန်ထက်အများကြီးအားသာချက်ပုံမကြီးမားသွားပါတယ်။အလုံးသိကြတဲ့အတိုင်းပဲအစ္စရေးဟာအရှေ့လက်ပိုင်းဒေသအတွင်းမှာနည်းပညာအမြင့်မားဆုံးစွမ်းရည်မြင့်မားဆုံးလေကြောင်းကာကွယ်စနစ်တွေကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဥပမာအစ္စရေးရဲ့ Iron Dome စနစ်ဆိုရင်ကမ္ဘာကျော်လေကြောင်းကာကွယ်စနစ်တစ်ခုဖြစ်ပါတယ်။စွမ်းရည်မြင့်မားဆုံးနဲ့နည်းပညာအဆင့်တန်းအမြင့်မားဆုံးလေကြောင်းကာကွယ်စနစ်တွေထဲမှာလည်းပါဝင်ပါတယ်။ပြီးတော့ Iron Dome ဟာဆောင်းရဲပေါ်ကစွမ်းရည်တွေကြီးတက်တွေမကပဲတကယ်မြေပြင်မှာပါသူ့ရဲ့စွမ်းရည်တွေကိုအကျဉ်းချင်းမှတ်ကြောက်တင်ခံထားပြီးအစ္စရေးလေပိုင်နယ်ထဲကိုရောက်လာတဲ့ရန်သူဒုံးကျည်မှန်သမျှကိုအောင်မြင်စွာပစ်ချထားပါတယ်။အီရန်မှာလည်းအေယာမဒုံးကျည်တွေမရှိဘူးမဟုတ်ရှိပါတယ်အချက်လက်တွေအရအီရန်မှာပဲထိန်ဒုံးကျည်နဲ့ခရုစ်ဒုံးကျည်ပေါင်းအစင်းရေထောင်နဲ့ချီရှိနေပါတယ်အဆိုပါဒုံးကျည်တွေဟာအီရန်အတွက်တော့တေချာပေါက်အသုံးဝင်လာမှာဖြစ်ပါတယ်ဒါပေမဲ့လည်းအစ္စရေးနဲ့တူတင်ကိုတင်ရှင်ကြည့်လိုက်တဲ့အခါမျိုးမှာအီရန်အတွက်အားသာချက်ရနိုင်ပါမလားကျွမ်းကျင်သူတွေကတော့အီရန်ဟာစစ်တပ်အင်အားမှာကိန်းကနန်းအရာပုံမကြီးမားသလိုလူဦးရေများပြားတဲ့နိုင်ငံဖြစ်နေတာဆိုတာတော့မှန်ပါတယ်။ဒါပေမဲ့လည်းနိုင်ငံစစ်ဖြစ်ကြမယ်ဆိုရင်အစောပိုင်းချိန်မှာလေကြောင်းတိုက်ခိုက်မှုတွေဒုံးကျည်တိုက်ခိုက်မှုတွေနဲ့ပဲစတင်ကြမှာဖြစ်တဲ့အတွက်ဒီနေရာမှာတော့အစ္စရေးကပဲအပြတ်သက်တားလုံးနေတဲ့အီရန်အနေနဲ့ရှင်နိုင်စွမ်းရှိမှာမဟုတ်ဘူးလို့သုံးသပ်ထားပါတယ်။နိုင်ငံတကာစီးရဲကျွမ်းကျင်သူတူဖြစ်တဲ့ Afshan Afstoba ကတော့အီရန်ဟာသူ့ရဲ့ဒုံးကျည်တွေကိုအသုံးပြုပြီးအစ္စရေးရဲ့အစာအုပ်တွေနဲ့အရက်သားတွေကိုတိုက်ခိုက်နိုင်စွမ်းရှိခြင်းရှိလိမ့်မယ်။ဒါပေမဲ့အစ္စရေးမှာကနောက်ဆုံးပေါ်ခင်မီခေလွန်နည်းပညာတွေရှိနေတာကြောင့်အီရန်ရဲ့တိုက်ခိုက်နိုင်စွမ်းတဲ့အစ္စရေးရဲ့တိုက်ခိုက်နိုင်စွမ်းကသာပုံမကြီးမားလိမ့်မယ်။ဥပမာ F-35 လို့ဂျက်ဖိုက်တာမျိုးနဲ့ဆိုရင်အီရန်ရဲ့လေပိုင်နက်ထဲအထိတောင်မှချီးနှင်းဝင်ရောက်ပြီးအရေးပါတဲ့စစ်ရေးပစ်မှတ်တွေကိုအစ္စရေးကဖျက်ဆီးပစ်နိုင်တယ်လို့ပွင့်ပွင့်လင်းလင်းသုံးသပ်ထားပါတယ်။ဟုတ်တော့လေဟုတ်ပါတယ်။အခုအစ္စရေးရဲ့ဇွန်လ23ရက်နေ့မနက်တိုက်ခိုက်မှုတွေကိုပဲကြည့်ကြည့်မယ်ဆိုရင်နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရအစ္စရေးဟာလေယာဉ်ပေါင်းအဆင့်200လောက်အထိအသုံးပြုခဲ့တာလို့သိရပါတယ်။ဒါဆိုရင်အစ္စရေးဟာ F-35 လိုမျိုးစွမ်းရည်မြင့်ကိုပြောက်ဂျက်ဖိုက်တာတွေကိုကြီးအသုံးပြုံသက်တင်မကတော့ပဲမဟာဗျူဟာကျတဲ့သူတို့ရဲ့လေယာဉ်တွေကိုလိုအပ်တယ်လို့အသုံးပြုခဲ့တာလို့သုံးသပ်လို့ရပါတယ်။ဒါဟာအီရန်ရဲ့လေကြောင်းကာကွယ်စနစ်တွေအဆက်ကွဲစရာကိစ္စတစ်ခုလည်းဖြစ်လာပါတယ်။ဘာကြောင့်လဲဆိုတော့ F-35 ဂျက်ဖိုက်တာရဲ့တွာလာလှုပ်ရှားနိုင်တဲ့အကွာအဝေးဟာကီလိုမီတာ1200ဝန်းကျင်ဖြစ်ပါတယ်။ဒါကြောင့်အီရန်ရဲ့လေပိုင်နယ်ထဲအထိဝင်ရောက်ပြီးရေးပါတဲ့စစ်ရေးပစ်မှတ်တွေကိုဝေမှမြေပြင်ပစ်လက်နက်ခဲယမ်းတွေဥပမာဂျေဒန်ပုံးတွေနဲ့တိုက်ခတ်ချင်းပုံပြဖို့အတွက်ဆိုရင်တေချာပေါက်လောင်စာစီလုံလောက်မှာမဟုတ်ပါဘူးကျွန်တော်အဆုံးကပြောခဲ့လို့ပဲအစ္စရေးနဲ့အီရန်တို့ရဲ့အကွာအဝေးကကီလိုမီတာပေါင်း1900ကျော်မလားဒါကြောင့်ဒီလိုစစ်စင်ရေးမျိုးကိုအကောင့်ထဲဖော်ဖို့ဆိုရင်အစ္စရေးရဲ့ F-35 တွေဟာတေချာပေါက်စီပိုတည်ရပါမယ်ဒါဆိုရင် F-35 တွေရဲ့ရေဒါပေါ်နိုင်စွမ်းနေပါမှုကလည်းကျဆင်းသွားမှာဖြစ်တဲ့အတွက်ကိုပြောက်စွမ်းရည်ပိုင်းကိုထိခိုက်သွားနိုင်ပါတယ်အဲ့ဒီလိုအခြေအနေမျိုးမှာတောင်မှအီရန်ရဲ့လေကြောင်းကာကွယ်စနစ်တွေကအစ္စရေးရဲ့ F-35 တွေကိုတားဆီးနိုင်မှုအနည်းချင်းတောင်မှမရှိခဲ့တာကအဆက်တော်ကွဲရကိန်းကိုရောက်သွားစီပါတယ်ပြောရရင်အီရန်ရဲ့လေကြောင်းကာကွယ်စနစ်တွေဟာစာရွက်ထက်မှာပဲစွမ်းရည်တွေမြင့်မားနေကြတာတကယ့်မြေပြင်မှာသုံးဆလို့မရဘူးလို့ပြလိုက်သလိုပါပဲဒါကြောင့်လေမြို့တော်ထေရန်ကအစမီးဟုံဟုံတောက်သွားခဲ့တာဖြစ်ပြီးအစင်းမြင့်ထိပ်တန်းအရာရှိတွေနဲ့နျူကလ িয়ার ပညာရှင်တွေကိုပါဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်ဒါတောင်မှအစ္စရေးတိုက်ခိုက်မှုအောက်မှာအီရန်ရဲ့တာဝေးပစ်ဒုံးကျည်တွေဘယ်လောက်ထိထိခိုက်သွားလဲဆိုတာသတင်းတွေထွက်မလာသေးတာကြောင့်ပါမဟုတ်ရင်တကယ့်မြေပြင်မှာဒီထက်ပိုပြီးတော့တောင်မှအခြေအနေဆိုးနိုင်ပါတယ်
ဆိုတော့ကြီးတက်ဘက်ကိုကျွန်တော်တို့ပြန်လှည့်ကြည့်လိုက်ရအောင်ပါအီရန်စစ်တပ်ဟာအစ္စရေးစစ်တပ်ထက်ကြီးတက်မှာတော့စစ်လက်နက်အင်အားနဲ့စီးရဲအင်အားကကိန်းကနန်းအရာအစစအရာတာလွန်နေတဲ့ဆိုတဲ့အကြောင်းကျွန်တော်ပြောထားပြီးပါပြီဒါပေမဲ့လည်းအရေးသွေးပိုင်းကိုစစ်ကြည့်ရင်တော့လစ်တက်လိုပဲအီရန်ရဲ့တင်ကားတွေတန်ကြက်ကရှင်တွေဟာပိုမင်းဟောင်းနှွမ်းနေပြီးတရောက်နေတဲ့ဘာမှတီထွင်စမ်းသစ်မှုဤပညာပိုင်းတိုးတက်မှုနောက်ဆုံးပေါ်ခင်မီခစ်လွန်စနစ်တွေတက်ဆင်ထားမှုမရှိတဲ့စည်ရင်းတရားတွေပဲဖြစ်လို့နေပါတယ်။အစ္စရေးကြီးတက်ကတော့အရစ်တွဲပိုင်းမှာသာနိုင်ကောင်းနိုင်မယ်။ဤပညာပိုင်းမှာတော့လုံးဝကိုပဲအပြတ်သက်တာလို့နေတာဖြစ်ပါတယ်။အထူးသဖြင့်အစ္စရေးရဲ့မာခါဘာတင်ကားဆိုရင်ကမ္ဘာအကြံဆုံးတင်ကားတွေကတစင်းဖြစ်တယ်လို့နောက်ဆုံးပေါ်ကာကွယ်စနစ်တွေကိုလည်းတက်ဆင်ထားတဲ့တင်ကားဖြစ်ပါတယ်။အစ္စရေးရဲ့နောက်ထပ်အကြီးမားဆုံးအတားချက်ကတော့ကမ္ဘာအင်အားအတောင်ဆုံးအကောင်းဆုံးစစ်တပ်တွေကကြောထောက်နောက်ခံအဖြစ်ရှိနေတာပါ။ဟုတ်ပါတယ်အမေရိကန်ပါပဲ။အမေရိကန်စစ်တပ်ဟာအစ္စရေးလိုအပ်တဲ့အချိန်တိုင်းမှာဤပညာပိုင်းအရာရောအင်အားပိုင်းအရာရောအပြည့်အဝထောက်ပံ့ကူညီပေးနေတဲ့အထူးမဟာမိတ်ဖြစ်ပါတယ်။တမိုင်းကြောင်းရာကြည့်လိုက်မယ်ဆိုရင်လည်းအမေရိကန်စစ်တပ်နဲ့အစ္စရေးစစ်တပ်ကြားမှာထောက်လှမ်းရေးအချက်လက်တွေဖလှယ်မှုနဲ့နောက်ဆုံးပေါ်စွမ်းရည်မြင့်လက်နက်တွေကိုအများအပြားရောင်းချဝယ်ယူမှုတွေကိုမယိုးနိုင်အောင်မြင်တွေ့ရမှာဖြစ်ပြီးအခုချိန်မှာဆိုရင်လည်းအမေရိကန်ဟာအစ္စရေးကိုဖြစ်နိုင်သမျှနီလန်မျိုးစုံနဲ့အချိန်မျိုးထောက်ပံ့ပေးနေစေဖြစ်ပါတယ်။အခုချိန်မှာဆိုရင်လည်းအစ္စရေးရဲ့ဇွန်လ23ရက်နေ့မနက်တိုက်ခိုက်မှုမှာသူတို့ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ယဉ်ထားပေမဲ့နောက်ပိုင်းမှာအီရန်ဘက်ကသာလက်တုံးပြန်တိုက်ခိုက်မှုတွေလုပ်လာခဲ့မယ်ဆိုရင်အမေရိကန်ဝင်ပါနိုင်ခြေရှိပါတယ်။ဒါကြောင့်လည်းဘာရိန်း၊အီရတ်နဲ့ကူဝိတ်တို့လိုနိုင်ငံတွေကအမေရိကန်သားတွေကိုခက်စောစောပဲကြိုတင်အိမ်ပြန်ခိုင်းထားတာဖြစ်ပါတယ်။အီရန်ကသာလက်တုံးပြန်မှုတွေလုပ်လာခဲ့မယ်ဆိုရင်အစ္စရေးသားမကအရှေ့လက်ပိုင်းဒေသအတွင်းကအမေရိကန်ရဲ့စစ်စခန်းတွေစစ်လက်နက်ပစ္စည်းတွေအပြင်အမေရိကန်နိုင်ငံသားတွေကိုပါပြစ်မှတ်ထားတိုက်ခိုက်မှာစိုးရင်လို့ပါအီရန်ကာကွယ်ရေးဝန်ကြီးအစ္စနာနာဇီရာဇာဒါကဇွန်လ17ရက်နေ့တုန်းကပြောစကားအရာလဲအီရန်ကဗပောင်းစုံကိုရန်နိုင်တဲ့ဆိုတဲ့သဘောကိုတွေ့ရမှာဖြစ်ပါတယ်အမေရိကန်ရဲ့စစ်စခန်းအားလုံးကငါတို့လက်လှမ်းမိတဲ့နေရာမှာရှိနေတယ်ငါတို့တိုက်ခိုက်နိုင်တဲ့အတိုင်းအတာတစ်ခုအတွင်းမှာရှိနေတယ်ဒါကြောင့်အဲ့ဒီနေရာတိုင်းကအမေရိကန်စစ်စခန်းတိုင်းကိုတိုက်ခိုက်သွားဖို့တွန်းဆုတ်နေမှာမဟုတ်ဘူးဖျားသခင်စတန်နာအရအဲ့ဒီအချိန်ရောက်မလာဖို့ပဲမျှော်လင့်ရပါမယ်ဆိုပြီးပြောခဲ့တာဖြစ်ပါတယ်အချင်းတွေကအဆုံးစုံထိရောက်သွားမယ်ဆိုရင်ဆုံးရှုံးမှုအများဆုံးကအမေရိကန်ပဲဖြစ်လိမ့်မယ်လို့လည်းနာဇီရာဇာဒါကပြောသွားခဲ့ပါသေးတယ်ဒါကြောင့်အမေရိကန်ဘက်ကလည်းသူ့နိုင်ငံသားတွေကိုအရှေ့လက်ပိုင်းဒေသကနေကြိုတင်ထွက်ခွာဖို့တိုက်တွန်းထားတာဖြစ်ပါတယ်ဒါမှသာအမေရိကန်နိုင်ငံသားတွေရဲ့အသက်နဲ့ဘဝကိုအထီးအောင်ဆုံးကာကွယ်ပြီးသားဖြစ်တယ်လို့အီရန်ရဲ့တံပြန်တိုက်ခိုက်လာမှုတွေကြောင့်အသေးပြောက်အဆုံးရှုံးများနိုင်ခြေကိုလည်းရှော့ချပြေတာဖြစ်သွားမှာပါဒါပေမဲ့လည်းအမေရိကန်နိုင်ငံသားတွေကိုသာအီရန်သွားထိမယ်ဆိုရင်အမေရိကန်ကလည်းဒီစစ်ပွဲမှာတေချာပေါက်ကိုပါဝင်လာမှာဖြစ်ပါတယ်အရှေ့လက်ပိုင်းဒေသတွင်းကအမေရိကန်ရဲ့စစ်စခန်းတွေနဲ့အမေရိကန်ပိုင်စစ်ဘက်ဆိုင်ရာအရင်းမြစ်တွေရဲ့အင်အားဟာလည်းမသေးလာတာကြောင့်အစ္စရေးအနေနဲ့အမေရိကန်ကတိုက်ပွဲဝင်ပေးနိုင်စွမ်းရှိပါတယ်လောလောဆယ်မှာတော့သမ္မတထရန့်ဟာအရှေ့လက်ပိုင်းဒေသနဲ့ပတ်သက်လို့ငြိမ်းချမ်းရေးစကားကိုသာပြောနေဆဲဖြစ်ပြီးအစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကိုလည်းစစ်ရေးကိစ္စတွေကိုရှော့နိုင်သမျှရှော့ချဖို့တိုက်တွန်းထားပါတယ်တစ်ဖက်မှာလည်းထရန့်ဆိုရာကတာဝန်ရှိသူတွေဟာအီရန်ကောင်းဆောင်တွေနဲ့ဆွေးနွေးပွဲအကျိုးလုပ်ထားပြီးအီရန်ရဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်ရေးစီမံကိန်းကိုအရှိန်လျှော့ချနိုင်ဖို့ဒါမှမဟုတ်အချိန်တစ်ခုထိရပ်တန့်ထားနိုင်ဖို့ကြိုးစားနေပါတယ်ဒါပေမဲ့လည်းအီရန်ဟာနျူကလ িয়ার စီမံကိန်းကိုနောက်ကွယ်မှာတစိတ်အကောင့်ထဲပေါ်နေခဲ့တာဟာအတော်အသင့်တောင်လမ်းပေါက်နေပြီဆိုတဲ့သတင်းတွေလည်းစတိုက်ထွက်နေတာပါဒါဟာအီရန်အနေနဲ့အရှေ့လက်ပိုင်းဒေသအတွင်းမှာသာမကကမ္ဘာနိုင်ငံရေးအခင်းကျင်းမှာပါအစ္စရေးနေမကပဲအမေရိကန်လိုအင်အားကြီးစူပါပါဝါနိုင်ငံမျိုးနဲ့ရင်ပေါင်တန်းကစားကျင်တာကြောင့်နျူကလ িয়ার လက်နက်ကိုချင်းချောင်းမှုတစ်ခုအဖြစ်ကင်ဆောင်ထားခြင်းတဲ့ဆန္ဒကြောင့်ဖြစ်ပါတယ်ဒေသတွင်းမှာဆိုရင်တော့အစ္စရေးကိုဓာတ်ရိုက်ချင်းချောင်းမှုဖြစ်နေတာကြောင့်လည်းဒီဘက်နှစ်ပိုင်းတွေတခြားလုံးမှာအစ္စရေးဟာအီရန်ရဲ့နျူကလ িয়ার စီမံကိန်းကိုနှောင့်နှေးသွားအောင်အနှောင့်အယှက်ဖြစ်သွားအောင်ကြိုးစားခဲ့တဲ့အခိုက်အတန့်ပေါင်းများစွာရှိခဲ့ပါတယ်ထရန့်ဆိုရင်လည်းအင်ပီတော်ကိုပြန်ရောက်ကြတဲ့ကအီရန်နဲ့နျူကလ িয়ার သဘောတူညီမှုအသစ်ရဖို့တောက်လျှောက်ကြိုးစားနေခဲ့တာဖြစ်ပါတယ်ဒီနေရာမှာချင်းချောက်အကြက်ကင်တာကတမျိုးတန်တမန်ရဲ့အခင်းချင်းကောင်းတွေနဲ့တသွဲထရန့်ကကစားခဲ့ပါတယ်ဒီနှစ်အစောပိုင်းမှာဆိုရင်အီရန်အနေနဲ့အမေရိကန်နဲ့သာနျူကလ িয়ার သဘောတူညီမှုအသစ်မလုပ်ဘူးဆိုရင်ဆိုးရွားလာတဲ့အကျိုးဆက်တွေနဲ့ရင်ဆိုင်ရလိမ့်မယ်ဆိုပြီးတော့တောင်မှထရန့်ကချင်းချောက်ခဲ့ပါသေးတယ်အီရန်သားငါတို့နဲ့သဘောတူညီမှုမလုပ်ဘူးဆိုရင်ဘုံကျဲသိရင်ကျဲရမယ်အမေရိကန်ကသာဒီလိုလုပ်ရတဲ့အခြေအနေမျိုးရောက်သွားမယ်ဆိုရင်ဘယ်တော့မှမတူညီတဲ့အကျိုးဆက်တွေကိုအီရန်အနေနဲ့ခံစားရပါလိမ့်မယ်ဆိုပြီးထရန့်ကမလာတော့ကပြောခဲ့တာပါဒါပေမဲ့လည်းအဲ့ဒီနောက်ပိုင်းမှာတော့အမေရိကန်နဲ့အီရန်တို့ဆွေးနွေးမှုတွေဆက်လုပ်ဖြစ်ခဲ့ကြပြီးအလုပ်ကတော့တိတ်မဖြစ်ခဲ့ပဲရလဒ်တွေကအဆိုးကောင်းရောနှောနေခဲ့ပါတယ်ဧပြီလမှာတော့အီရန်နဲ့သဘောတူညီမှုရဖို့အခြေအနေကောင်းနေပေမဲ့လုပ်စရာတွေအများကြီးကြမ်းနေသေးတယ်လို့ထရန့်ကပြောခဲ့ပါတယ်အခုလက်တလောမှာဆိုရင်တော့ငါအနေနဲ့တလဲလဲပြောချင်တာကတော့အရှိလေပိုင်းကပြည်ပခါတွေအားလုံးကိုအဆုံးသတ်ပေးခြင်းပြီးဆက်ဆံရေးကောင်းတစ်တွေကိုလည်းတိစောက်မယ်ပုံမတင်ချိန်တဲ့ကဘာကြီးဖြစ်အောင်ဖန်တီးပေးခြင်းနဲ့အီရန်နဲ့ငါတို့ကြားမှာမတူကွဲပြားမှုတွေရှိနေတာတောင်မှသဘောတူညီမှုတစ်ခုရအောင်တိစောက်သွားခြင်းတယ်လို့ပြောထားပါတယ်ပြီးတော့အီရန်နဲ့သဘောတူညီမှုရအောင်လုပ်နိုင်လိမ့်မယ်လို့လည်းယုံကြည်ပြီးအရှိလေပိုင်းဒေသကိုပုံမတင်ချိန်လုံခြုံတဲ့နေရာဖြစ်အောင်လုပ်ပေးမယ်လို့လည်းထရန့်ကဖွင့်ဟခဲ့ပါသေးတယ်ထ
Trump ဘက်ကဒီလိုမျိုးအချိုကျွေးလိုက်အခါကျွေးလိုက်လုပ်နေပေမဲ့လည်းအီရန်ဘက်ကတော့အမေရိကန်ရဲ့စံနာကိုလိုက်လျောပေးဖို့အရေးရောင်မျိုးတောင်မပြဘဲသူတို့လမ်းသူတို့သာဆက်ရှောက်နေကြတာကြောင့် Trump အနေနဲ့ညဉ့်ညရေးစကားပဲလောက်ပဲဆူဆူအရှိလက်ပိုင်းဒေသအခင်းကျင်းတွေဟာတန်တချာစိုးရိမ်စရာအခြေအနေကိုရောက်လာခဲ့တာဖြစ်ပါတယ်အခုတော့ Trump ဘက်ကအီရန်ရဲ့နျူကလ িয়ার ခြေလှမ်းတွေနဲ့စီမံကိန်းတွေကိုထိန်းချုပ်နိုင်ဖို့ကြိုးစားနေတဲ့အချိန်မှာလည်းပဲအစ္စရေးကအထူးစစ်စင်ရေးတရက်ဆင်နွှဲပြီးလေယာဉ်စင်းပေါင်း200ကျော်နဲ့အတူအီရန်ပိုင်နက်ထဲကနျူကလ িয়ার အဆောက်အဦတွေစက်ရုံတွေနဲ့အရေးပါတဲ့စစ်ရေးပစ်မှတ်တွေအပြင်ကမ္ဘာထိပ်တန်းခေါင်းဆောင်တွေနဲ့နျူကလ িয়ার ပညာရှင်တွေကိုပါတိုက်ခိုက်ခြင်းပုံပစ်ခဲ့ပါတယ်အီရန်ကလည်းအလွန်ဆိုးရွားတဲ့အကျိုးဆက်တွေကိုအစ္စရေးကန်စားစေရမယ်ဆိုပြီးတံပြန်ထင်းချောက်မှုတွေလှုပ်ထားတာကြောင့်တိတ်မကြခင်မှာပဲအီရန်ရဲ့လက်တုံးပြန်မှုတွေကိုမြင်တွေ့ရနိုင်ပါတယ်ဒါပေမဲ့လည်းအီရန်အနေနဲ့အစ္စရေးကိုဘယ်လောက်အထိလက်တုံးပြန်နိုင်မှာလဲအီရန်ရဲ့စစ်လက်နက်စွမ်းကားတွေကအစ္စရေးစစ်တပ်ရဲ့နောက်ဆုံးပေါ်နည်းပညာတွေကာကွယ်ရေးစနစ်တွေကိုကြော်ပြတ်နိုင်မှာလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်အမေရိကန်ကလည်းဇွန်လ